ပြီးခဲ့တဲ့ပိုင်းမှာတုန်းကနေနဲ့ဖြာချမ်းရင်ကြီးကလူဖီတို့ရဲ့အနောက်ကိုအသေးတန်လိုက်ဖက်နေခဲ့ပြီးဟာရုဒင်ကလူဖီရဲ့လက်အောက်ခံဖြစ်သွားတာကိုမကျေနပ်လို့စတော်ဟက်အဖွဲ့သားတွေကိုမေ့စေခဲ့ပြီးသူ့ရဲ့ရုပ်သုံးကဘာထဲမှာထည့်ထားခဲ့တာဖြစ်ကြောင်းနဲ့နာမီကိုလည်းမြင်မြင်ချင်းချစ်မိသွားပြီးသူ့ရဲ့အချစ်တော်အယုံမလေးဖြင့်အမြဲတမ်းတိတ်ထားခြင်းတယ်လို့ပြောပြနေခဲ့တယ်။ဒါကိုသိသွားတဲ့နာမီကတော့တော်တော်လေးဒေါသတွေထွက်နေခဲ့ပြီးဇူးကိုထောက်လိုက်ကလျှက်စစ်ဖို့အားတန်းတရာနဲ့နေမီနဲ့ဖြာချမ်းရင်ကြီးဆိုသူကိုပြစ်ခတ်လိုက်ပါတော့တယ်။နာမီရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ဂျိုင်းယန်ကြီးကလည်းပြင်းထန်တဲ့ထိခိုက်သွားခဲ့ကအနီးနားမှာရှိနေတဲ့အယုတ်တုံးတွေကလည်းပြိုကျပျက်စီးသွားခဲ့တယ်။အဲ့ဒီနောက်လူဖီကဂီယာဖော့ကိုအသုံးပြုလိုက်ပြီးအကျေးထောင်နေရန်ကြီးကိုခေါင်းကန်းနဲ့ထိုးပေါက်လိုက်ကလူဖီတို့တစ်ဖွဲ့လုံးကလည်းရုပ်တုံးကဘာထဲကနေလွတ်မြောက်သွားခဲ့ပြီးအဲဘက်ကျွန်းစီကိုထောက်ခွသွားပါတော့တယ်။အပိုင်း1160ရဲ့အစမှာတော့ဒိုရီဘရိုကီနဲ့ဂျိုင်းယန်ကြီးတွေကလည်းဘေးချင်းရှင်ရွက်လှေလာခဲ့တဲ့ဆန်နီတီမောကြီးကပျောက်သွားတာကြောင့်အရန်ကိုထိတ်လက်နေကြပြီးပျောက်ဆုံးသွားတဲ့လူတွေကိုလည်းအသေးတန်ရှာဖွေနေပါတော့တယ်။အဲ့ဒီချိန်ဒိုရီကပင်လေတဲ့နှိမ့်မြောက်သွားတာဖြစ်နိုင်တယ်လို့တုံးတက်လိုက်တဲ့အခါဘရိုကီကလည်းဒါဆိုရင်အခုချက်ချင်းပဲပင်လေတဲ့ဆင်းရှာကြမယ်လို့ပြောနေခဲ့ပါတယ်။အဲ့ဒီချိန်ဖရန်ကီကပင်လေတဲ့ဆင်းရှာကြတော့မယ်ဂျိုင်းယန်ကြီးတွေကိုတားဆီးလိုက်ကရှာဖွေမှုကလည်းပြီးဆုံးသွားပြီလို့ပြောလိုက်တာကြောင့်ဂျိုင်းယန်ကြီးတွေကလည်းတော်တော်လေးလက်ဖြတ်သွားခဲ့ပြီးလူဖီတို့ကိုပြန်မတွေ့သေးတာကြောင့်ဘာလို့ဆမ်ရှာခိုင်းတာလဲလို့မေးနေခဲ့တယ်။ဖရန်ကီကလည်းဘလောက်ချက်ရှာမတွေ့ဘူးဆိုပေမဲ့လူဖီတို့တွေအကုန်လုံးအဆင်မပြေရှိနေကြမှာဖြစ်ပြီးဆန်နီတင်မောကလည်းလွယ်နဲ့နှိမ့်မြုပ်သွားမယ်အပေါ်စားတင်မောမဟုတ်ဘူးလို့ရှင်းပြလိုက်ပါတယ်။ရောဘင်ကလည်းသူတို့တွေကခဏခဏလူစုကွဲပူးတာကြောင့်ရန်စိတ်မှုကြဖို့အတွက်ပြောပြလိုက်တော့မှဂျိုင်းယန်ကြီးတွေကလည်းစိတ်အိတ်သွားပါတော့တယ်။ဂျင်မဲကလည်းငမန်းတွေရဲ့အာရုံခံခြင်းကိုအသုံးပြုပြီးရှာကျစ်ထားတာကြောင့်ပင်လယ်အောက်မှာမရှိတာသေးကြကြောင်းနဲ့ကမ်းခြေတစ်ခုခုမှာကန်းကတ်နေတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဘေးနားမှာရှိနေတဲ့ဘလော့ကလည်းအကုန်လုံးကိုလောက်လျှော့စင်ပြီလို့တောင်းပန်ပါတယ်လို့ပြောနေခဲ့ပြီးတင်မောပေါ်မှာလည်းစားစရာတွေမရှိတော့တာကြောင့်သူတို့တွေကရွှေကိုတာခီးဆက်တဲ့ကြောင်းပြောနေခဲ့တယ်။ဖရန်ကီကလည်းသူတို့ကိုကူညီပေးကြလို့အကုန်လုံးကိုကျေးဇူးတင်ကြောင်းပြောနေခဲ့ပြီးဘေးနားမှာရှိနေတဲ့ရောဘင်ကလည်းသူတို့တွေအကုန်လုံးရဲ့ဥတီပြီးသွားနေတဲ့နေရာကအဘက်ကျွန်းဖြစ်နေတာကြောင့်တေချာပေါက်ပြန်သွေးကြလိမ့်မယ်လို့ဆိုပါတယ်။ဖရန်ကီတို့ရဲ့စကားကိုကြားလိုက်ရတဲ့ဂျိုင်းယန်ကြီးတွေကလည်းစိတ်သက်တွေတက်ကြွလာခဲ့ပြီးအဘက်ကျွန်းစီကိုဆက်လက်ရွှေ့လာပါတော့တယ်။လူဖီတို့အဖွဲ့ကလည်းရုပ်သုံးကဘာတဲကနေလွတ်မြောက်လာခဲ့ကြပြီးနေရာနှင်းတွေကြားနေခဲ့တာကြောင့်ချော်ပါကလည်းအော်ကြီးကျင်နေခဲ့ပါတယ်။အဲ့ဒီချိန်ကြောင်ကြီးကလည်းလူဖီတို့ကိုသူ့ရဲ့ကြောပေါ်ကနေခါချလိုက်ပြီးထွက်ပြေးသွားတာကြောင့်လူဖီတို့ကလည်းနှင်းတွေပေါ်ကိုပျောက်ကျသွားပါတော့တယ်။နာမီကလည်းချမ်းအေးနေတာကြောင့်ကြောင်ကြီးအက်စကတ်ကိုပြန်လာခဲ့ဆိုပြီးတော့အော်ခေါ်နေခဲ့တယ်။ချော်ပါကလည်းကြောင်ကြီးအက်စကတ်ကအစကတည်းကသူတို့နဲ့လိုက်ခဲ့ဖို့အစီအစဉ်မရှိတာကြောင့်ထွက်ပြေးသွားခဲ့တာလို့ပြောပြလိုက်ပါတယ်။နာမီချမ်းအေးနေတာကြောင့်ဆန်ကြီးကလည်းသူ့ရဲ့အင်ဂျီကိုချုပ်ပေးလိုက်ကနာမီကလည်းကျေးဇူးတင်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်။ဘေးနားမှာရှိနေတဲ့ဇိုရိုကငတုံးတွေကမအိတ်သက်ဘူးလို့ပြောလိုက်တာကြောင့်ဆန်ကြီးကလည်းဒေါသတွေထွက်နေပါတော့တယ်။လူဖီတို့တစ်ဖွဲ့လုံးကလည်းမြင်မြင်တမျှအကုန်လုံးကအလွန်ကြီးမားနေတာကြောင့်အော်ကြီးဖြစ်နေခဲ့ပြီးဇိုရိုကလည်းနှင်းတွေများကြီးကျနေခဲ့တာကြောင့်တရားရဲ့အဆုံးကိုမမြင်ရဖြစ်နေခဲ့ပြီးဒီတရားကြီးကကောင်းကင်ဘုံအထိစောက်ရတာလို့ထင်နေခဲ့ပါတယ်။ဘေးနားမှာရှိနေတဲ့ဆန်ကြီးကသူတို့ရဲ့အနောက်မှာလည်းနေနဲ့ဖျားရဲ့အယုတ်သုံးကဘာကြီးပဲရှိတာဖြစ်လို့ငါတို့မှဒီတလန်းပဲတွားစရာရှိတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်လူဖီတို့တစ်ဖွဲ့လုံးကအလွန်ရှည်လျားတဲ့တရားကြီးကိုဖျက်ကျော်ဖို့လုပ်နေတော့မှပဲတရားကြီးကရမ်းရံလာခဲ့ပြီးသူတို့ရဲ့အချွေးကနေလည်းအေယာမလူသားနှစ်ယောက်ဖြစ်တဲ့တင်မောဆရာဝန်ဂတ်နဲ့တင်မောစဖို့မူဂိုဘတ်တို့ကလည်းလာနေခဲ့တာကြောင့်လူဖီတို့ကလည်းပြေးပေါင်းလိုက်ကြပြီးတင်မောဆရာဝန်ဂတ်ကနေနဲ့ဖျားသူ့လုံနေတဲ့ဦးကြောင်ကောင်ကိုဟာရုတင်ကဘာလို့အဖွဲ့တဲ့ခေါ်ရတာလဲလို့မေးလိုက်တဲ့အခါဘေးမှာရှိနေတဲ့ဂိုဘတ်ကလည်းသူ့မှာလွန်ကောင်းမွန်တဲ့လမ်းပြစကေးတွေရှိနေတာကြောင့်ရိုဒိုကိုအဖွဲ့တဲ့ခေါ်ရတာလို့ပြန်ပြောလိုက်ပါတယ်ဂတ်ကလည်းနေနဲ့ဖျားသူ့လုံနေတဲ့ရိုဒိုကအဲဘက်ရဲ့တကယ်အရှိရစရာကောင်းတဲ့လူဖြစ်ပြီးလိုကီထက်တောင်ပိုအောင်မယ်လို့ဆိုပါတယ်ဂိုဘတ်ကလည်းလိုကီထက်တာမယ်ဆိုတဲ့စကားကိုရိုဒိုကြားသွားခဲ့ရင်အရန်ကိုတဘောကြနေတော့မှာပဲလို့ပြန်ပြောလိုက်ပါတယ်ဂတ်ကလည်းသူ့ရဲ့ဇီကွက်လေးကိုကြည့်ပြီးရိုဒိုရဲ့ညှန့်ကြီးကတင်မောတစီခြေလာခဲ့တာကိုမြင်လိုက်တယ်မဟုတ်လားလို့မေးလိုက်တဲ့အခါဇီကွက်လေးကလည်းခေါင်းကျပြနေခဲ့ပြီးဂိုဘတ်ကကျူးကျော်သူတွေကိုဖမ်းဆီးရမှန်းစားသူ့ရဲ့ကျုံးပေါ်ကိုအလဲခွန်နေတာပဲလို့ရီမောပြီးပြောနေခဲ့ကဂတ်ကလည်းရိုဒိုရဲ့အယူဝဒနာကစိတ်ဆုပ်စရာကောင်းတော့ကြောင့်ဒီတစ်ခါမိရင်တော့တကြီးဂျာရူးနဲ့တိုင်ပြောပြင်မယ်လို့ဆိုပါတယ်သူတို့နှစ်ယောက်ကအပြန်လဲစကားပြောနေကြရင်းနဲ့လူဖီတို့နာကနေဖက်ကျော်သွားလိုက်ကြပြီးဦးစော့ကလည်းသူရမ်းရောက်ဘူးချင်းနေတဲ့အဲဖက်ဆိုတဲ့စကားကိုကြားလိုက်ရတာကြောင့်အလွန်ဆိုင်လှရှာနေခဲ့ပြီးပျော်ရွှင်နေပါတော့တယ်အဲ့ဒီချိန်လူဖီကလည်းဂျိုင်းယန်ကြီးတွေကိုမြင်သွားခဲ့ပြီးသူတို့နှစ်ယောက်ကတဘောကောင်းမဲ့ပုံမဲ့ဆိုပြီးအကင်စားဖို့လှမ်းဖိတ်ဖို့လုပ်နေတာကြောင့်နာမီကအသေးတန်ပါဇက်ကိုပိုက်နေခဲ့ရပြီးကျူးကျော်လူတွေဆိုရင်ဖမ်းမယ်လို့ပြောသွားတာမကြဘူးလားလို့အော်ပြောနေပါတော့တယ်ဆန်ကြီးကလည်းနာမီရဲ့စကားကိုနားထောင်ဖို့ပြောနေတဲ့အချိန်မှာပဲဂျိုင်းယန်မလေးကိုမြင်သွားခဲ့ပြီးအရန်ချောတဲ့အေယာမမိမလှလေးပဲဆိုပြီးဖုန်ကြောင်ဖို့လုပ်နေခဲ့တာကြောင့်ဂျိုင်းယန်ကြီးတွေကလည်းသတိထားမိသွားခဲ့ပြီးအနောက်ကိုလှည့်ကျလိုက်ပေမဲ့ဘာမှမရှိနေတာကြောင့်အရွှေ့ကိုပဲဆက်သွားလိုက်ပါတော့တယ်နာမီကဂျိုင်းယန်ကြီးတို့မြင်အောင်လူဖီနဲ့ဆန်ကြီးတို့
ကိုအသေးတန်တားနေခဲ့ရပြီးခက်နဲ့ကိုဘတ်တို့ကလည်းအဆောက်အဦရဲ့ခေါင်းလောင်းကိုတီးလိုက်ကရိုဒိုကိုအော်ခေါ်နေခဲ့တယ်။ဦးစွတ်ကတရားကြီးကိုဖျက်ကျော်ဖို့အကောင်လုံးသူ့နောက်ကလိုက်ခဲ့လို့ပြောနေခဲ့ပေမဲ့ဖျက်ကျော်ခန်းဒီလေးမှာကြောက်လက်နေခဲ့ပြီးနာမီကလည်းတရားကြီးရဲ့အပေါက်တွေကအလွန်ကြီးမားနေလို့ကြောက်လက်နေတဲ့အခါချော်ပါကလည်းဒရန်အိုင်လန်မှာတုန်းကကျိုးတွန်းနေပေါ်ကနေဖျက်ကျော်နေကြမှုစိုင်းပူဖို့အတွက်ပြောနေခဲ့ပါတယ်။ဆန်ကြီးကလည်းတစ်ခါတလေနှင်းလုံးတွေကအကြီးကြီးတွေကြားလာတတ်တယ်လို့ပြောနေခဲ့ပြီးဘေးမှာရှိနေတဲ့ဇိုရိုကလည်းဒီလန်းကသွားရလာရခက်ပြီးဂျိုင်းယန်ကြီးတွေတောင်ပြန်ရောက်လာခဲ့ရင်ပေးစရာလမ်းမရှိလို့မြန်သွားရမယ်လို့ဆိုပါတယ်။ဦးစော့ကလည်းတရားကြီးကိုကြောက်လက်လက်နဲ့ခုံကြုံနေခဲ့ပြီးကိုလည်းရဲရည်တဲ့စီတော်ဖြစ်ဖို့ဒါကဆန်နေချက်တစ်ခုပဲလို့ဆိုပြီးပြောနေခဲ့ပါတယ်။တရားကြီးအောက်ကတော့အောက်ထဲမှာလည်းအေယာမဝိပလိုကြီးတွေရှိနေခဲ့တာကိုသတိထားမိသွားခဲ့ပြီးလူဖီကလည်းသွားနေရင်းနဲ့တစ်ခုခုကိုခန်းစားမိသွားခဲ့ပြီးတော့အောက်ကိုရက်ကျစ်နေခဲ့တာကြောင့်ဇိုရိုကဘာဖြစ်တာလဲလို့မေးလိုက်တဲ့အခါလူဖီကတော့အောက်ထဲကနေကြောက်စရာကောင်းတဲ့အချိန်ဝါကြီးတစ်ခုကိုခန်းစားနေရတယ်လို့ဆိုပါတယ်။ဆန်ကြီးကလည်းသူကတော့အဲ့ဒီကိုသွားမှာမဟုတ်ဘူးလို့ပြောနေခဲ့ပြီးဘေးမှာရှိနေတဲ့ဇိုရိုကလည်းသွားဖို့ပြင်နေခဲ့တာကြောင့်မင်းတို့ရင်ကြီးကောင်းတဲ့ကောင်ကိုပေးမသွားနိုင်ဘူးဆိုပြီးတော့တားနေခဲ့ပါတယ်။လူဖီကလည်းတော့အောက်ထဲကနေကြားနေရတဲ့အတန်ကအရုပ်သုံးကဘာထဲမှာရှိနေတုန်းကရုပ်တရက်ကြားလိုက်ရတဲ့အတန်နဲ့တူတူပဲလို့ဆိုကအကောင်လုံးကိုလည်းအရင်သွားခိုင်းလိုက်ပြီးလူဖီကတော့စူးစမ်းရင်စိတ်နဲ့ချော်ပါတို့တားနေတဲ့ဂျာကပဲဒရိုက်ဘော်ကနေမီတာ20နဲ့တဲ့တော့အောက်ကြီးတဲ့ကိုခုံဆင်းသွားပါတော့တယ်။တစ်ဖက်မှာလည်းရောဘင်ကဂျိုင်းယန်ကြီးတွေကိုသတင်းစာဖတ်ပြနေခဲ့တယ်။သတင်းစာထဲမှာလူဖီနဲ့ဂျိုင်းယန်ကြီးတွေကပူပေါင်းပြီးအဟက်ကိုငရဲခမ်းပြေပြောင်းလဲပြစ်ခဲ့ကဗကာပတ်ကိုလည်းတက်ပြစ်ခဲ့တယ်လို့ရေးသားထားတဲ့သတင်းမှားတွေကြောင့်ဒိုရီနဲ့ဘရိုကီတို့ကလည်းအော်ကြီးဖြစ်နေခဲ့ကြတယ်။ဂျိုင်းယန်ပင်လယ်သမားအဖွဲ့ရဲ့ကပတိုင်တွေဖြစ်ကြတဲ့ဒိုရီနဲ့ဘရိုကီတို့ကိုလည်းစုကြည်ငွေပေါင်ဒီ1.8 ဘီလီယံထိတိုးမြင့်လိုက်ကြပြီးဘေးမှာရှိနေတဲ့အဖွဲ့သားတယောက်ကလည်းလွန်ခဲ့တဲ့နှစ်တရာတုန်းကခေါင်းဆောင်ကြီးတို့ရဲ့စုကြည်ငွေပေါင်ဒီက100 မီလီယံပဲရှိတာလို့ပြောလိုက်တဲ့အခါရောဘင်ကလည်းလွန်ခဲ့တဲ့နှစ်တရာတုန်းကငွေကြီးနဲ့အခုငွေကြီးနဲ့မတူညီဘူးလို့ပြောပြနေခဲ့ကဂျိုင်းယန်ပင်လယ်သမားအဖွဲ့ရဲ့ခေါင်းဆောင်နေနဲ့1.8 ဘီလီယံစုကြည်ငွေကအနေတော်ပါပဲလို့ရောဘင်ကဆိုပါတယ်။သတင်းစာထဲမှာလည်းဗကာပတ်ကိုလူဖီကတက်လိုက်တယ်လို့ရေးသားထားတာကြောင့်ဖရန်ကီကလည်းအစိုးရကသတင်းမှန်တွေကိုဖုံးကွယ်တက်တာပဲလို့ပြောနေခဲ့ပါတယ်။အဲ့ဒီချိန်လီလစ်ကလည်းသူ့ကိုလူဖီကတက်လိုက်တာလားဆိုပြီးတော့ရီမောနေခဲ့တယ်။ဖရန်ကီကလည်းလူဖီကဗကာပတ်ကိုနောက်ဆုံးချိန်ထိကောက်ွယ်ပေးခဲ့တာလို့ပြောနေခဲ့ပါတယ်။အဲ့ဒီချိန်ရောဘင်ကအကောင်လုံးကိုလှမ်းခေါ်လိုက်ပြီးလူဖီလွတ်လပ်တဲ့နေနဲ့ဖျားပုံစံပြောင်းလိုက်ရင်သူ့ရဲ့လက်မှာဒီလိုကြက်ချီကန်အမှတ်သားပေါ်လာတာလားလို့မေးလိုက်တဲ့အခါဂျင်ဘဲကသူ့လဲတွေးလိုက်မိတယ်လို့ပြောလိုက်ပြီးဖရန်ကီကလည်းလူဖီရဲ့လှုပ်ရှားမှုကအယမ်းမြန်လွန်းလို့သတိမထားမိဘူးလို့ပြန်ပြောလိုက်ပါတယ်။ရောဘင်ကလူဖီရဲ့ပုံကဝါနေပေမဲ့အမှတ်သားကတော့ရှင်းရှင်းလင်းလင်းမြင်နေရတာကြောင့်ဒီမှတ်သားကနည်းနည်းထူးဆန်းနေတယ်လို့ရောဘင်ကဆိုပါတယ်။ဂျိုင်းယန်ကြီးတို့တွေကအခုဆိုရင်အကောက်ရအောက်ထောက်လူဖီကယိုကိုဖြစ်တဲ့ရှမ်းနဲ့တော့ဒန်းသူဖြစ်နေပြီလို့ပြောနေခဲ့ပါတယ်။ရိုကီကလည်းအဲဘက်ရဲ့စစ်တီတော်တယောက်ဖြစ်တဲ့ဟာရူတင်ကလူဖီရဲ့လက်အောက်ထဲဝင်သွားခဲ့တာကိုကြားလိုက်ရတယ်လို့ပြောလိုက်တဲ့အခါဘေးမှာရှိနေတဲ့ခါရှိကဟာရူတင်ကအဲဘက်ဘရင်ကြီးရဲ့တားတယောက်ပဲလို့ပြောပြလိုက်တာကြောင့်အကောင်လုံးကလည်းအော်ကြီးဖြစ်ကုန်ကြပြီးဟာရူတင်ကလူဖီတို့ကိုတူတူလာကြိုခြင်းပေမဲ့အဲဘက်မှာရေးပေါ်ကိစ္စတစ်ခုပေါ်လာခဲ့တာကြောင့်မလိုက်နိုင်ခဲ့တာလို့ထပ်မံပြောပြလိုက်ပါတယ်။ဒိုရီနဲ့ဘရိုကီတို့ကလည်းအဲဘက်မှာရေးပေါ်ကိစ္စပေါ်လာခဲ့တာကိုမသိဖြစ်နေခဲ့တာကြောင့်အဖွဲ့သားတယောက်ကလည်းခေါင်းဆောင်ကြီးတို့အပြင်မှာရှိနေတုန်းကဖြစ်ပွားခဲ့တာလို့ရှင်းပြလိုက်ပါတယ်။အဲ့ဒီချိန်ဒရာဘော်ကနေခုံဆင်းသွားခဲ့တဲ့လူဖီကလည်းချမ်းအေးပြီးနှင်းတွေဖုံးလွှမ်းနေတဲ့တောအုပ်ကြီးတွေကိုဝင်သွားခဲ့ပြီးအေယာမတိပင်ကြီးတွေအေယာမသားကောင်းတွေနဲ့ပြင်းနှက်နေတာကြောင့်ဒါကမှပျော်စရာကောင်းတဲ့စွတ်စားခန်းလို့ဆိုကခုနတုန်းကကြောက်စရာကောင်းတဲ့အတဲပိုင်ရှင်ကိုလည်းအသားလုံးကြီးကြီးကျွေးရမယ်လို့ပြောနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲလူဖီရဲ့ဘေးပပတ်လည်မှာအေယာမဝင်ပလေကြီးတွေရောက်လာခဲ့ကြပြီးလူဖီကိုကိုက်ဖြတ်ဖို့လှုပ်နေတဲ့ချိန်မှာပဲကြောက်စရာကောင်းတဲ့အတန်ကြီးကထွက်ပေါ်လာခဲ့ပြီးအေယာမဝင်ပလေကြီးတွေကလည်းကြောက်လက်ပြီးထွက်ပြေးသွားခဲ့ကလူဖီကလည်းအတန်လာရလန်တိုင်းဆက်သွားနေခဲ့တယ်။တစ်ဖက်ကဂျိုင်းယန်ကြီးကလည်းအဲဘက်ဘရင်ကြီးမှာတားတယောက်ထုံကားခဲ့တယ်။သူကတော့ဘရင်ကြီးရဲ့တရားဝင်သားတယောက်ဖြစ်ပြီးဘရင်ကြီးထိုးကားခဲ့တဲ့တားတော်လေးကိုအားလုံးကကျိန်စာမင်းသားလို့ခေါ်သွင်းခဲ့ကြတယ်။သူကမကောင်းမှန်တဲ့မြကိုပြုတ်လောက်ပြီးစုံသွန်းလွန်လာတာကြောင့်နှစ်ပေါင်းများစွာတိပင်ကြီးအောက်မှာတန်ကြိုးတွေနဲ့ချုံနှောင်ထားတာခံရပြီးသူကအဲဘက်ရဲ့ဘရင်စစ်စစ်လက်စစ်ကန်ထန်နေခဲ့ကြတဲ့အလွန်ဆွမ်းအားကြီးတဲ့အဲဘက်ရဲ့ယတနာဒီဖက်ဖရုကိုပိုင်ဆိုင်ကြီးစိတ်တွေကြောင့်ပဲသူ့ဖေရင်ကိုပြန်တက်ခဲ့ပြီးဒီဖက်ဖရုကိုလည်းစားခဲ့တာလို့ရှင်းပြနေခဲ့ကဟိုတစ်ခါတုန်းကထွက်ပြေးလွတ်မြောက်မလို့ဖြစ်ခဲ့ပူပြီးအဲဘက်ရဲ့စီးတော်တွေအားလုံးခက်ခက်ခဲရင်ဆိုင်ထိုင်နေခဲ့ရတယ်။သူဒါထမ်းမဲ့လွတ်မြောက်သွားခဲ့ရင်ကဘာကြီးတစ်ခုလုံးပျက်စီးသွားလိမ့်မယ်။အဲ့ဒီလူရဲ့နာမည်ကတော့အဲဘက်တိုင်းပြည်ရဲ့အရှေ့ရစီသူကျိန်စာမင်းသားလိုကီပဲဖြစ်တယ်လို့ဂျိုင်းယန်ကြီးတယောက်ကအကောင်လုံးကိုရှင်းပြပေးနေခဲ့တယ်။အဲ့ဒီနောက်လိုကီနဲ့လူဖီတို့မျက်နှာချင်းဆိုင်တွေ့သွားခဲ့ပြီးလိုကီကမင်းရဲ့နောက်မယ်ကဘာတူလဲလို့မေးလိုက်တဲ့အခါလူဖီကလည်းငါ့ရဲ့နောက်မယ်ကမန်ဂီဒီလူဖီပင်လယ်သမားဘရင်ဖြစ်လာမဲ့တူပဲလို့သူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်။လူ
ဖီကလည်းလိုကီကိုဒီနေရာကဘယ်နေရာလဲမင်းကဘာတူလဲလို့မေးလိုက်တဲ့အခါလိုကီကလည်းဒီနေရာဘယ်နေရာမှမသိပဲမင်းဘလို့ရောက်လာတာလဲလို့ပြန်မေးလိုက်ပြီးတကယ်လို့ဒီနေရာကဘယ်နေရာမှသိရင်ငါစီကိုမင်းရောက်လာခဲ့မှာမဟုတ်တော့ဘူးလို့လိုကီကပြောနေခဲ့ပြီးမသိရင်ငါကိုယ်တိုင်ပြောပြမယ်လို့ဆိုကဒီနေရာကအဆုံးစားမရှိစစ်ပွဲတွေဖြစ်ခဲ့တဲ့ Epic City တွေရဲ့တိုင်းပြည်ပဲငါကတော့ဒီကဘာကြီးကိုစောင့်သက်ပေးမယ်နေနဲ့ဖျားစံကောလိုကီလို့អော်ပြောလိုက်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ပေးခဲ့ကြဖို့မြင်တရက်ခံပါတယ်ခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်